မင်္ဂလာပါရှင်2025ခုနှစ်မတ်လ9ရက်တောက်ကြနေ RB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ဦးကိုနမြစ်ကနေအေကဖမ်းဆီးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါနမြစ်အတွင်းငါးဖမ်းနေစဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ဦးကိုငါးဖမ်းလေခြင်းနဲ့အတူရခိုင်လက်နက်ကိုင်ကယမန်နေ့မတ်လ6ရက်နေ့ကထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ယမန်နေ့ကရခိုင်ပြည်နယ်မြောင်တော်မြို့နယ်ဦးတောင်း6ဝါရဲ့အနောက်ဘက်ရှိနမြစ်အတွင်းငါးဖမ်းနေတဲ့ငါးဖမ်းသမား6ဦးကိုအေကဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ငါးဖမ်းပုတ်တစင်ကိုလည်းဖမ်းလိုက်တဲ့လူ6ယောက်စလုံးဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ကြောင်းလည်းသိရပါတယ်။သူတွေအားလုံးကိုအေကစစ်ဆေးနေတယ်လို့သတင်းရင်းမြစ်ရသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကလည်းအေကဖမ်းဆီးထားတဲ့ငါးဖမ်းသမား29ဦးဟာဘင်္ဂလားဒေ့ရှ်နယ်သားစောက်တပ်ဖွဲ့ BGP လက်ထဲသို့ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့မနက်6နာရီခန့်မှာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများကငါးဖမ်းဖို့သွားခဲ့တဲ့ရိုဟင်ဂျာဒုက္ခသည်24ဦးကိုအေကဖမ်းဆီးထားတဲ့ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့ ULA ကယနေ့ထိသတင်းထုတ်ပြန်ခဲ့တာမရှိသေးသည့်အတွက်သူတို့ဟာအေကတစ်ခုလုံးမှာကိုစိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟုဖမ်းခံရသူတွေရဲ့မိသားစုဝင်တွေကပြောကြားခဲ့ပါတယ်။